ဒီနေ့မှာတော့ဖိုးသူတော်နဲ့ထူးဆန်းတဲ့ရွှေရောင်တရက်တီးပုံပြင်လေးကိုပြောပြမယ်နော်။ဟိုးရှိတော့ကတာယာလှပတဲ့ကြီးရွာလေးဒီရွာမှာအစားတောက်စုအယမ်းမမော်တဲ့ဖိုးသူတော်လေးတယောက်ရှိတဲ့။သူခါလီတော်လေးနဲ့အစားကြီးသလိုဆက်စူးတက်တာလဲအပြောနဲ့တောင်မတူဘူး။ဒီနေ့မှာတော့သူဟာတောထဲကနက်ဆောင်တဲ့တရက်ပင်ကြီးတစ်ပင်အောင်ရောက်သွားပါတယ်။ထူးခြားအသီးတွေကရွှေရောင်တောက်နေပြီးအယမ်းမွေးတာကြောင့်ဖိုးသူတော်လေးဟာမနေနိုင်ပဲခိုးစားဖို့ကြိုးစားခဲ့ပါတယ်။နမင်းကြီးကကိုထင်ပြပြီးဒီတရက်တီးကိုစားရင်တပားသူအပေါ်စေတနာထားမှအရသာရှိမယ်။ကိုကျိုးအတွက်ကြည့်ရင်တော့ဒုက္ခရောက်လိမ့်မယ်လို့တတိပေးလိုက်ပါတယ်။ဒါပေမဲ့ဘိုက်စားနေတဲ့ဖိုးသူတော်ကတော့နားမထောင်ပဲအကြီးဆုံးအသီးကိုခိုးပြီးအိမ်ပြန်ပြေးပါတော့တယ်။အိမ်ရောက်တဲ့အခါဖိုးသူတော်ဟာတယောက်တည်းအဝါစားမယ်ဆိုပြီးတကားဒီပိတ်ပုံးစားပါတယ်။ဒါပေမဲ့ထူးဆန်းတာတစ်ခုကတရက်တီးကိုကိုက်လိုက်တိုင်းတရက်တီးကဝါရတယ်လို့អော်ပြီးဖိုးသူတော်လေးရဲ့ဘိုက်ကိုရအောင်အထဲကလုံနေကြတာပါ။အဲ့ဒီမှာတော့ဖိုးသူတော်လေးဟာရဲလဲရဲရားလေးရားနဲ့အိမ်ထဲမှာပတ်ပေးနေရပါတော့တယ်။အတန်လေးစုညံလို့ရွာသားတွေစုယုံလာကြတဲ့အခါဖိုးသူတော်ဟာရှစ်နဲ့တရက်တီးကိုဟွက်ထားပေမဲ့တရက်တီးကဘိုက်ထဲကနေငါ့ကိုမြောက်ဝေကျွေးပါလို့စကားပြောနေပါတော့တာပေါ့။နောက်ဆုံးမှာတော့ဖိုးသူတော်လေးဟာမနေနိုင်တော့ပဲရွာကကလေးလေးကိုခေါ်ပြီးတရက်တီးကိုစိတ်ကောင်းထားကမြောက်ဝေကျွေးလိုက်ပါတယ်။အံ့ဩဖို့ကောင်းတာကမျှဝေလိုက်တဲ့အခါတရက်တီးဟာငကိုထက်ပူကြီးလာပြီးရွာတရွာလုံးစားလူကုံအောင်ပွားများလာတာပေါ့အရသာကလည်းနက်တွတာလိုချိုးမိန်တော့ပါတယ်ဖိုးသူတော်လေးဟာတယောက်သေးစားတော့ကဒုက္ခရောက်ခဲ့ပေမဲ့မျှဝေစားတော့မှတကယ်အရသာရှိပါလားဆိုတာကိုနားလေတော့ပါတယ်ထိုနေ့ဟာစပြီးဖိုးသူတော်ဟာအစားကျူးတဲ့သူမဟုတ်တော့ပဲရွာမှာစေတနာအကောင်းဆုံးလူရွှင်တော်ကြီးဖြစ်သွားပါတော့တယ်။ဒီပုံမင်းလေးကရလိုက်တဲ့သင်ခန်းစာလေးကတော့မိမိတယောက်တည်းအကောင်းဆုံးကိုလိုချင်တက်မှတ်ခြင်းတဲ့တပားသူနဲ့မျှဝေခြင်းကောက်တာစစ်မှန်သောပျော်ရွှင်မှုကိုပေးနိုင်ခြင်းသာဖြစ်ပါတယ်ဆိုတဲ့သင်ခန်းစာလေးတစ်ခုပါပဲရှင်။